ပိုင်းနဲ့ဆာမှာတော့တောင်ကုန်းတစ်ခုကနေမင်းသမီးနဲ့တွေ့ရဲ့စီကံလမ်းဟော်ကိုင်းတွေကိုလှမ်းကြည့်နေပါတယ်ကိုဗီတန်းကြိုးစားထားဆိုတဲ့ကောင်မလေးတွေရဲ့အားပေးတဲ့နဲ့အတူမောင်ပီတန်းတယောက်ကတော့ဆင်းမြင့်ပေါ်သို့တက်သွားပါတယ်။အောက်ကမောင်ဟန်တယောက်ကတော့မင်းတိုင်းလေးကြောင့်ဘလောက်ပဲနှုတ်ထားပြီးတိုင်းပညာရှင်ဖြစ်လာတယ်ငါတို့မောင်ဟန်ကစိုးအိမ်တော်နေရာမှာစားထိုးပြီးလမ်းဟော်မျိုးမှာထင်ရှားတဲ့မျိုးနွယ်သူဖြစ်လာရမယ်ဆိုပြီးကောက်ကြံဖို့အတွက်အခွင့်ဆောင်နေပါတယ်။တိုင်းလေးကြောင့်နှုတ်ထားဖို့ကမွေးရတဲ့တိုင်းသားပဲချိန်ရမှာဖြစ်ပြီးချိန်ကျော်လွန်သွားရင်ကြာရှုံးမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကိုထရန့်ကဝင်းရင်စွမ်းလောင်မြိုက်အထီရင်ကိုဖွင့်ပြီးတိုင်းလေးကြောင့်နှိုးဆွနေပါတယ်။ခန္ဓာကိုယ်ကအကွက်လာပြီးကြာရှုံးကန်နေဖြစ်နေချိန်မှတ်ဉာဏ်ထဲမှာကိုထန်းတို့ရဲ့မျိုးနွယ်သူပိုးဝေးဖြစ်တဲ့ဆေးနှပြစုပေဝံရဲ့မှတ်ဉာဏ်တွေကိုရလိုက်ပါတယ်။ဆေးနှပြစုပေဝံဆိုတာတော့ကျွန်တော်အပိုင်းတင်မှာပြောခဲ့တယ်မပိုင်တာမန်းနဲ့စပိုက်တာမန်းကြီးပါ။ရောရန်တယောက်ကတော့အကြီးကဲချောက်ပေထန်းတို့မိုက်ကောင်ကဘယ်လိုလုပ်တိုင်းသူကြောင့်လုပ်ထားမှလဲဟာတာတွေလုံနေတယ်နောက်တစ်ယောက်ပြောင်းလိုက်ပါတော့လို့ပြောနေတဲ့အချိန်ရုတ်တရက်စွန့်ရင်တကူပြန်လာပါတယ်။အဲ့ဒါကတော့ပိုးဝေးမှတ်ဉာဏ်ရသွားတဲ့ကိုထန်းတယောက်တိုင်းသူကြောင့်လုပ်ထားသွားတာပါ။ကောင်းကင်စင်မီးစမ်းရင်တိုင်းတွေကြောင့်ဖြစ်လို့လောင်ပြောင်နေတဲ့သူတွေသာမကအကြီးကဲ6ပါအားလုံးအံ့ဩကုန်ကြပါတယ်။မီးစမ်းရင်တိုင်းတွေကြောဆိုတာတရားမှတယောက်တောင်မရှိတဲ့ရှားပါတဲ့တွေကြောပါ။ဒါတွေမကသေးပဲပိထန်ရေခဲဝင်းကျင်တွေကြောပါနှိုးထားလိုက်တော့တကယ်ပါရမီရှင်ပဲငါတို့လန်ဟော်ခိုင်းကြီးကိုခုံတက်စီမှာတေးရတယ်ဆိုပြီးကြီးကဲတို့စိုးဝမ်းသာနေပြီလေ။ကောင်မလေးတွေကလည်းကိုထန်းတော်ရဲဆိုပြီးဝိုင်းဂုံပြူနေကြပါရဲ့။ရောရန်တယောက်ကတော့မကြည်မနှံ့ဖြစ်နေပြီလေ။ဘာလို့ဆိုသူ့ကိုငြင်းထားတဲ့ပြင်တိုင်းတွေကြောင့်တစ်ခုပါနှိုးထားတာလို့ပါ။တောင်ကုန်းပေါ်အစီကံကတော့သခင်မလေးရဲ့သတို့သားသခင်မလေးလိုပဲတိုင်းတွေကြောင့်နှစ်ခုနဲ့ပါရမီရှင်ပဲလို့ချီးကျူးလိုက်တော့သခင်မလေးလို့သူကငါဟာသူ့ပါရမီကိုစိတ်ဝင်စားဖို့ဒီလိုလာတာပေးယူတစ်ခုလုပ်ဖို့လောက်ပဲလို့ပြန်ပြောလိုက်ပါတယ်။အကိုဖေးတဲ့ယောက်ကတော့အကြီးကဲချောက်ဒီတော့ကျွန်တော်တန်မာလုံးမလားလို့မေးနေတဲ့အချိန်မှာသူ့ဖေးတဲ့လဲသားနေတာပါဆိုတဲ့အတန်နဲ့သူဟန်ဖုံးရောက်လာခဲ့ပါတယ်။ဟန်ဖုံးကတော့ကျွချွဲဆောင်ရဲ့တပည့်တစ်ယောက်ပါပေထန်းကိုတိုင်အောင်လုပ်ခဲ့တာလည်းသူပါပဲ။ကြီးကဲကမင်းမဘာတက်တည်ရှိတယ်လို့မေးတော့အရင်ကသူနဲ့တိုက်ဖူးတယ်ချင်းမိုက်ပိတ်နေပြီဘာပါရမီမှမရှိဘူးစိုးအိမ်တော့စိတ်လုံးတစ်လုံးကြောင့်ခုလိုဖြစ်လာတာပါဆိုတော့ပေထန်းကငါပါရမီရှိမရှိမင်းနဲ့ငါကျုံချင်းသိမှာပဲလေအဲ့တော့ကူကျုံမယ်ဆိုပြီးပြောလိုက်ပါတယ်ကြီးကဲနဲ့စီးထားပေးပြီးစီးပြင်းရင်ထွက်တဲ့သူကအရှုံးဆိုတာနှစ်ယောက်စလုံးပြိုင်ပွဲခွင့်တွေကိုဝင်သွားရင်ဒီပိုင်းလေးလေးဒီမှာဆုံးသက်ထားပါတယ်ခင်ဗျာအပိုင်းအသေးတွေကိုလည်းနေ့တိုင်းတင်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်မဟုတ်ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ